လူသူကင်းမဲ့ပြီး6တွေ့လုံးတဲ့ကနာရအလယ်မှာအလေးချိန်ပေါင်ရနဲ့ချီတဲ့ကြောက်တုံးကြီးတွေဟာလူတယောက်လမ်းလျှောက်တယ်လို့မျိုးသူ့အလိုလိုရွေးလျားနေကြတယ်ဆိုရင်တင်ယုံမလားဒါဟာရုပ်ရှင်တွေကအခန်းတစ်ခန်းမဟုတ်ပါဘူးအမေရိကန်နိုင်ငံကာလီဖိုးနီးယားကဒက်ဘယ်လီလို့ခေါ်တဲ့တေမင်းတောင်ကြားမှာတကယ်ရှိနေတဲ့အံ့ဖွယ်ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်ဒီကြောက်တုံးတွေကိုဆိုင်းလင်းစတုံးလို့ခေါ်ကြပါတယ်ထူးဆန်းတာကဒီကြောက်တုံးကြီးတွေဟာနေရာတစ်ခုကနေတစ်ခုကိုရွှေ့သွားတဲ့အခါသူတို့နောက်မှာရှည်လျားတဲ့လမ်းကြောင်းရကြီးတွေကိုခြံထားခဲ့တာပါဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်သိပ္ပံပညာရှင်တွေဟာဒီပဟေနီကိုအဖြေရှာဖို့ကြိုးစားခဲ့ကြပါတယ်။အချို့ကလည်းတန်လိုက်ဆက်ကွင်းတွေကြောင့်လို့ထင်ကြတယ်လို့အချို့ကတော့ဒါဟာဂျိုသားတွေရဲ့လက်ချက်လို့တောင်ယူဆခဲ့ကြပူပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်လေးလံတဲ့ကြောက်တုံးကြီးတွေကိုရွှေ့ဖို့ဆိုတာလေတိုက်ယုံနဲ့တော့မဖြစ်နိုင်လို့ပါပဲ။ဒါပေမဲ့2014ခုနှစ်မှာတော့ဒီလျှို့ဝှက်ချက်ကိုအဖြေထုတ်နိုင်ခဲ့ပါတယ်။အဖြေကတော့ကျွန်တော်တို့ထင်ထားသလိုထူးခြားဆန်းပြလွန်းတဲ့အရာမဟုတ်ပဲ။တဘာဝတရားရဲ့တိုက်ဆိုင်မှုလေးတစ်ခုပါ။တကယ်တော့စောင်းတွင်းညတွေမှာကံပြင်ပေါ်ကရေလွှာပါးလေးတွေဟာရေခဲပြင်ပပလေးတွေဖြစ်သွားတတ်ပါတယ်။နောက်တစ်နေ့မနက်နေထွက်လာတဲ့အခါအဲ့ဒီရေခဲပြင်တွေကအစိတ်အမွှားမွှားကွဲထွက်သွားပြီးရွှွန့်လုံတွေပေါ်မှာရှော့တိုက်နေတဲ့အနေအထားဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာတိုက်ခတ်လာတဲ့လေနှဲငယ်ရဲ့တွန်းအားကရေခဲချက်တွေပေါ်မှာရှိတဲ့ကြောက်တုံးကြီးတွေကိုတဖြည်းဖြည်းချင်းရှော့တိုက်ပြီးရွှေ့သွားစေတာပဲဖြစ်ပါတယ်။တစ်စက္ကန့်ကိုစင်တီမီတာအနည်းငယ်ပဲရွှေ့တာမို့လို့လူမျက်စိနဲ့ကြည့်ရင်မသိတာပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့ကန္နာရအလယ်မှာကြောက်တုံးကြီးတွေလမ်းလျှောက်နေတယ်လို့မျိုးအံ့ဖွယ်မြင်ကွင်းကိုဖန်တီးပေးလိုက်တာပါကဘာပေါ်မှာကျွန်တော်တို့မသိသေးတဲ့အံ့ဖွယ်တွေကအများကြီးကြံပါသေးတယ်နောက်ထပ်လည်းဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုသိကျင်သေးလဲဆိုတာခမ်းမက်မှာပြောခဲ့အောင်နော်အံ့ဖွယ်ကဘာကနေအမြဲတမ်းတင်ဆက်ပေးသွားမှာပါ